စောင့်ထိန်အပ်သောလူမှုကျင့်ဝတ်များအရန်ကောင်းလို့နားဆင်ကြည့်ကြပါဘလောက်ပဲချစ်ခင်ရင်းနှီးပါစေစကားကိုလက်လွတ်စပယ်မပြောပါနဲ့ခံစားတတ်တဲ့ဝေဒနာဆိုတာလူတိုင်းမှာရှိပါတယ်ဘလောက်ပဲမုန်းတီးနေပါစေတခြားသူရဲ့ပုံကိုယ်ရေးကိုနှိမ့်ချစော်ကားတာမျိုးမပြုလုပ်ပါနဲ့လေးစားမှုဆိုတာလူတိုင်းနဲ့ထိုက်တန်တယ်လို့မိမိကိုယ်တိုင်နဲ့လည်းထိုက်တန်ပါတယ်ဘလောက်ပဲသဘောကောင်းတဲ့သူနဲ့ပဲတွေ့ပါစေအခွင့်အရေးကိုတစုံမနိုင်ပါနဲ့မိမိကိုယ်ကိုထိမ့်သိမ့်တတ်ပါစေအခွင့်အရေးသမားကိုလူတိုင်းကမုန်းကြတယ်ဘလောက်ပဲအလကားရနေပါစေမိမိရတဲ့အတိုင်းအတာပမာဏကိုပဲအသိစိတ်နဲ့ဆင်ကျင်တတ်ပါစေတိတ်ခါတရားဆိုတာမွေးမြူသင့်ပါတယ်ဘလောက်ပဲအခက်ခဲပြဿနာနဲ့ကြုံရပါစေမိမိကိုယ်ပိုင်အစွမ်းစားနဲ့အရင်ဖြေရှင်းတတ်ပါစေအကူအညီကိုအလွယ်တကူလိုချင်သူမဖြစ်ပါစေနဲ့ဘလောက်ပဲရိုးသားတဲ့လူကိုတွေ့ပါစေတင့်အကျိုးမြတ်တွေအသုံးမချပါနဲ့ရိုးသားမှုဆိုတာရည်သွေးတစ်ခုဖြစ်ပြီးတော့တခြားသူအတွက်လည်းဖြစ်တည်နေတာမဟုတ်ပါဘူးဘလောက်ပဲအင်အားကြီးတဲ့သူတင်ဖြစ်နေလေအလွယ်တကူအနိုင်ကျင့်ကျင်တဲ့စိတ်ဓာတ်မျိုးမမွေးပါနဲ့ဒီကနေ့အင်အားကြီးတဲ့သူကနောက်တနေ့မှာအင်အားပြောက်ဆုံးသွားနိုင်လို့ပါတန်တရားဆိုတာလဲပတ်နေပါတယ်ဘလောက်ပဲအတွေးခေါ်တွေစန့်ကျင်ဘက်ဖြစ်နေပါစေကိုပဲမှန်တယ်မထင်ပါနဲ့မကျင်သုံးနိုင်ရင်ပယ်လိုက်ပါတခြားသူရဲ့အတွေးခေါ်တွေကိုတင်လဲမနေနိုင်သလိုသူလဲနေနိုင်မှာမဟုတ်ဘူးလေတင်ဘလောက်ပဲထူးချွန်ထက်မြက်နေပါစေတခြားသူကိုညံ့ဖျင်းတုံးအားတယ်လို့အလွယ်တကူမှတ်ချက်မပေးနဲ့နောက်ခံအခြေအနေဆိုတာတသက်မထဲရရှိနိုင်တာမဟုတ်လို့အကြီးချင်းတွေကွဲပြားနေတာကိုသတိပြုမိပါစေမိမိကြိုက်နေတတ်တဲ့လူအရာဝတ္ထုအတွေးခေါ်အခြေအနေတစ်ခုကိုမိမိဘာသာစိတ်ကြိုက်နှစ်သက်ပိုင်ခွင့်ရှိတယ်ဒါပေမဲ့လည်းသူတစ်ပါးကြိုက်နှစ်သက်တဲ့အရာတွေကိုတော့ကဲ့ရဲ့ရှုံချပြီးတော့တင်ကြိုက်တဲ့အရာတွေကိုဂုံတင်ပြီးတော့ပြောတာမျိုးကိုလည်းမဖြစ်ပါစေနဲ့